မင်းကစားလိုက်ပြီယောက်ျားဒီမှာအိတ်တော့မယ်နော်အေးမင်းဒီနေ့ကငါ့အိမ်မှာအိတ်လိုက်ပါလားဟုတ်တယ်မင်းမနဲ့မင်းတူတူမေးပါအချစ်တစ်ခုကိုတိဆောက်ရတာလွယ်တယ်ကွာအဲ့အချစ်ကိုလေကြာရှည်ထိန်းနိုင်ဖို့ဆိုတာအရင်ခက်တယ်ငါတို့ကအိမ်တော်တက်တန်းကြာသွားလို့လားမသိဘူးငါမိမငါ့ဘောအနေအေးွားကွာဒါနဲ့တူတူမအိတ်တော့ဘူးကွာအခုနိုင်ဒါလေး online ဝူရှူဝါရှာခဲ့တာပဲဝူရှူဝါရှာဟာအဲ့ဆိုမင်းပြက်တော့နော်ဒီပွဲလည်းမျိုးငါနိုင်ပေးလိုက်ပြီနိုင်ပေးနော်ပြန်ဟုတ်နော်သိကြပါ我也不要用去年的，快点来呀！我到。မင်းကညာဘာစိတ်တိုက်တယ်ကွာမင်းကလည်းကွာငါတကယ်ကြီးနိုင်ငံသားကိုဝယ်လာတာတဲ့ဟမ်မင်းတော့ကောင်းငါမတော့သေးဘူးမင်းကိုစမ်းတိုက်ကြည့်တာဟိုမင်းမကောင်းဆိုငါလည်းမတော့တော့ဘူးထားငါမင်းတို့နီလန်းကောင်းလေးတစ်ခုပါလာတယ်မင်းမိမနဲ့မင်းပြန်ပြီးတော့နှွေးထွေးခြင်းနဲ့ဆိုလို့ရှိရင်ကြီးခဲ့ exercise ကြီးခဲ့ exercise အဲ့ဘယ်လိုလုပ်မင်းလူကြွကြည့်တယ်ကွာလူကြည့်လည်းတက်လို့မအောင်โอเคပဲတကယ်ကျေးဇူးပဲရှင်ဘာလုပ်နေရဘာလုပ်နေရလဲလို့ကြီးကဆန်းဆိုင်လုပ်ရတယ်ရှင်အင်္ဂလိပ်စိုက်ကလည်းမှန်အောင်မှန်လို့လားဒါမှန်တာပေါ့မိမပဲဒီမှာဖြူကျူရတယ်ကြည်လုံးနေတာရစလုံးလာတယ်မိမရဲ့ခဏလေးကိုကြိုးစားနေတောင်းနေရပဲနော်လုံးနေရပဲဒီကပကောင်မိမအောင်ထိထိပြောနေနော်ဟုတ်တယ်ကိုလည်းကြားလိုက်တယ်ကျွန်တော်လည်းရှင်းပေးမယ်ခဏလေးကြောက်မင်းတို့ကောင်လည်းမင်းကလေးတယောက်ပပလေးမှာအဲ့လိုမျိုးပါစက်တည်းပြောတာမင်းတို့ကမရှောက်မင်းတို့မပြောလို့မင်းတို့ကလုံးနေရပဲတောက်နေရပဲလေကျွန်တော်ကအခုပြောတာအခုပြောဟုတ်တယ်ဟောအေးကျေးဇူးပဲ我ကျေးဇူးပဲအားမယုံအေးနေဟိုတော့ခေါ်ပါဟေးဒီဟာမင်းပြောရလေ့ကျင့်ခိုင်းလို့ရတာငါဒီမှာဖင်းကြီးလားဟုတ်တယ်ဟာရှယ်မင်းမင်း exercise ကိုမှားလို့မှားရဲ့နေရာရောက်ပြီးရှောက်ကြီးကုန်တာမင်းငါမင်းအတွက်ကိုစေးကန်းကောင်းတာလေးတစ်ခုရှာတွေ့ထားတယ်မင်းကခေါ်ရမယ်စေးကန်းကောင်းစေးကန်းကောင်းတာဟုတ်လားတာပဲနော်အခါနေမင်းမှာတစ်ခါလေးခေါ်ခဲ့ဟောအေးခါပြီးကောင်းရောကောင်းတယ်โอเคခဏခဏစောင့်ပြန်လာမယ်ပြန်လာရအောင်မစောင့်နေမယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ကိုဟုတ်ဒီနေ့ဗာထွေးမိလေးယူချင်တာလေရှင်ဟိုနေ့ကထိုင်သွားတာလေအဲ့ဒါထိုင်ကြဒီကောင်ခေါ်လာခိကေချဲလေးဟုတ်တယ်ဟုတ်ကဲ့အဲ့ဆိုရင်အကိုတို့ကဒီနေ့ first time လေးဒီထွေးမိလေးလုံးမှာဆိုတော့လေ inquiry form လေးချက်ပြလိုက်မယ်နော်ကိုဟုတ်ချက်ပြပေးပါအောင်ရှင်မိန်းမကတခါလေးဒီနေ့ဟုတ်မောက်ထိုင်မယ်နော်ဟုတ်ရတယ်ရှင်ဟုတ်ကျန်တဲ့ကောင်တွေကတော့ထိုင်တော့ဖြေတယ်အဲ့ကြောင့်ဒီကောင်ပဲကျန်လို့ဒီကောင်ကော်လာတာဟုတ်တယ်ကိုဒီမှာတော့လေဒီတော်တော်လေးကိုကြိုက်ကြတယ်ဒီထိုင်လို့လည်းကြိုက်တယ်ဘေဘီအဲ့ဆိုရင်ကိုဒီမှာတော့ညီမတို့စေကံမှာလေအမျိုးသားဆရာဝန်အမျိုးသမီးဆရာဝန်ရှိရဖြစ်တဲ့အတွက်ပေါ့နော်အတူတူခွဲပြချင်လားဒါမှမဟုတ်အတူတူပဲပြချင်လားရှင့်အတူတူပဲပြလိုက်မယ်အတူတူပဲပြလိုက်မယ်ဘာလို့လင်များရေးဆိုတော့လေဟုတ်ကဲ့အဲ့ဆိုအတူတူပြလဲရရင်နော်ကိုစခနိုင်ဆောက်ပြပါအောင်ရှင့် inquiry form လေးဖြည့်ပြရနေလေညီမတစ်ချက်လောက်ခေါ်ပြရမယ်နော်โอเคရှင့်ဟုတ်ဆရာဟိုနေ့ကထိုင်အောင်ဒီကောင်ရှင်းပြလိုက်အောင်အမ်ဆဲလာထဲရဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်အိမ်တော်ကြီးဒုက္ခကိုပုံမပြည့်စုံပြီးတော့မျိုးသားတွေအတွက်ဆိုလို့ရှိရင်အမျိုးသားဆွမ်းဆောင်ရင်ပုံမမြင့်တင်ပေးပါတယ်။ဒ
ဒါပြင်တာကအမျိုးသမီးရောအမျိုးသားတွေအတွက်စီးသွားလာခက်ခဲတာတွေအတွက်ရောစီးမထိန်နိုင်တာတွေအတွက်ရောပုံမကောင်းမလဲ ဆက်ဆက် SC သူများကြလို့ရှင်အဲ့ရတယ်မှာရှူးလာနာပေါက်ချလို့လေအခုဆိုအဲ့ရမှာခွဲအိတ်နေရတာ ရှင်းအောင်ရှင်းစဲမင်းဟာအားမလို့အဲ့ဒါလား ဟောအဲ့ဒါတွေအတွက်လည်းကျွန်တော်ရှိမှကုလို့ရပါတယ်ဗျ အဲ့ထိုင်လို့ရတယ် Namalaska Amsela ချဲရဆိုရင် original BTN UK brand ဖြစ်ပြီးတော့ကြီးကဲ exercise ကိုကိုယ့်ဘာသာကိုလုပ်တာထက်တင်မစုံကြွက်သားကိုအတိအကျထိရောက်မှုရှိစေပြီးနိုင်ခွက်အတွင်းအကျိန်2000ထိပိုပြီး effective ဖြစ်စေပါတယ်အမျိုးသားတွေရောမျိုးသမီးတွေရောအိမ်တော်ကြီးဒုက္ခကိုပြီးပြည့်စုံလာမှာကစီးမထိန်နိုင်တာတွေခလေးမွေးထားလို့မွေးလန်းကြောင်ရော်ရဲနေတာတွေတတ်တာစီရဲ့ဒါအပြင်သာမကနာကျင်မှုမရှိနာလဲမနာအဝတ်စားတော်လဲစရာမလိုပဲတပတ်တစ်ချိန်အချိန်ပေးပြီးလာထိုင်ုံနဲ့အားလုံးအုပ်ပြေသွားမှာဖြစ်ပါတယ် မိမဒီနေ့ကတော့ကိုရိုရဲ့တကယ်အပြောင်ချင်းကြလေးဖြစ်ပြီ